လိုက်ကြတယ်။အဲ့ဒီအတီးကအကိုင်းကနေအယမ်းလွယ်လွယ်လေးပြုတ်ကျလာတယ်။ယူစီချင်းတွေလိုမျိုးပေါ့။အေဝါကအရင်ကြိုက်စားပြီးမှအာဒန်ကနောက်ကလိုက်စားတယ်။အဲ့ဒီအချိန်မှာပရာဒီတုကိုအခိုးခံရတာမဟုတ်ဘဲအယောင်းဝယ်လုတ်လိုက်တယ်လို့ဖြစ်သွားခဲ့တယ်။ပထမဆုံးအမျိုးချလိုက်တဲ့အချိန်မှာပဲအဖြစ်ကင်းစင်မှုကဖန်ခွက်လိုကွဲကြည်သွားပြီးရှေ့ရွံ့မှုကြောက်ရွံ့မှုနဲ့တည်ခြင်းတရားတွေကစာရန်စန္ဒရှိတဲ့အတိုင်းပဲလောကထဲကိုဝင်ရောက်လာခဲ့တယ်။အေရင်ကစပြီးစာရန်ရဲ့အကြီးဟာအချိန်တစ်ခုလုံးအနက်ပြန့်နှံ့သွားခဲ့တယ်။ဒါပေမဲ့တရားစီရင်တဲ့အချိန်မှတောင်ဖျားသခင်ကဂတိတစ်ခုပေးခဲ့တယ်။ဒီနေ့ကျရင်မိန်းမကနေမွေဖွာလာတဲ့ကလေးတစ်ယောက်ကမွေရဲ့ခေါင်းကိုခြေမုံလိုက်မယ်တဲ့။ဒီပရောဖက်ပြုချက်ကစာရန်ကိုချုပ်လန့်နေခဲ့တယ်။မွေဖွာလာတဲ့ကလေးတိုင်းကသူ့ကိုစိုးရိမ်စိတ်ဖြစ်စေပြီးကိုဝင်ဆောင်အမျိုးသမီးတိုင်းကပြစ်မှတ်ဖြစ်လာခဲ့တယ်။သူကကာယနာကိုပထမဆုံးတိုက်ခိုက်ခဲ့ပြီးသူ့ရင်ထဲမှာမနာလိုမှုနဲ့လူတက်မှုတွေကိုတီးတိုးပြောခဲ့တယ်။ဒီလိုအာဘေရဲ့တွေးဟာအပြည့်ရဲ့ပထမဆုံးရစ်ပူစွာမှုဖြစ်လာခဲ့တယ်။ဒါပေမဲ့လူသားမျိုးနွယ်ကပျောက်ကွယ်မသွားခဲ့ဘူး။ကလေးတွေဆက်ပြီးမွေးဖွားလာခဲ့ကြတယ်။ဒါကြောင့်စာရန်ကသူ့ရဲ့နီးပြိုဟာကိုတိုးချဲလိုက်တယ်။လူတွေကိုစစ်ပွဲအကြမ်းဖက်မှုနဲ့မှန်တိုက်တဲ့ပညာတွေကိုတင်ပေးပြီးမြေကြီးတစ်ခုလုံးကိုပျက်စီးယိုယွင်းမှုတွေနဲ့ဆိုရွဲသွားစေတယ်။အဲဒါကြောင့်လေဖျားသခင်ကရေလွှမ်းမှုခြင်းကိုစိတ်လွတ်လိုက်တာ။ဒါပေမဲ့စာရန်ကတော့အသက်ရှင်သေးတယ်။နောယေရဲ့မိသားစုကမျှော်လင့်ချက်ကိုဆက်လက်တည်ဆောင်သွားခဲ့တယ်။ဘာဘူးလုံးမှာတော့သူကလူသားတွေကိုဖျားသခင်ကိုစန့်ကျင်ဖို့စီးလုံးအောင်ကြိုးစားခဲ့တယ်။ကောင်းကင်ဘုံစီရဖို့မျှော်စင်တစ်ခုတိဆောက်ဖို့တိုက်တွန်းခဲ့ပေမဲ့ဖျားသခင်ကသူတို့ဘာသာစကားတွေကိုယောနောပစ်လိုက်ပြီးလူသားတွေကိုကွဲပြားသွားစေခဲ့တယ်။အီဂျစ်ဟာစာတန်ရဲ့နောက်ထပ်ခံတပ်ဖြစ်လာခဲ့တယ်။အဲ့ဒီမှာဖျားသခင်ရဲ့ရွေးချယ်ထားတဲ့လူမျိုးဂတိထားတာကလေးကိုဖွားမြင်လာစေခြင်းနဲ့ရည်ရွယ်ချက်တွေကိုကျွံ့ကျူးခံရခဲ့တယ်။စာတန်ကဖာရိုဘီယန်ကိုဟေဘရဲကလေးယောက်ျားလေးတိုင်းကိုတက်ပစ်ဖို့တီးတိုးပြောခဲ့တယ်။မြစ်တွေဟာအပြစ်မဲနဲ့သွေးတွေနဲ့ပြည့်ရွှံနေတယ်။ဒါပေမဲ့မောရှေဆိုတဲ့ကလေးတယောက်ကတော့ချမ်းတောင်းတယ်မှာလွတ်မြောက်ခဲ့ပြီးဖျားသခင်ရဲ့လူတွေကိုကယ်တင်ဖို့ကြီးပြင်းလာခဲ့တယ်။စာတန်ကဘာကိုပဲကြိုးစားလူတတ်မှုဖြစ်စေလိန်ညာမှုဖြစ်စေနှိပ်စက်မှုဖြစ်စေဖျားသခင်ရဲ့အစီအစဉ်ကတော့ရှေ့ကိုဆက်တိုးနေကြတာပဲ။ဂတိထားတာကလေးရဲ့အကြောင်းကိုဘာအရာမှတားဆီးလို့မရတော့ပါဘူး။စာတန်ဟာဖျားသခင်ရဲ့အစီအစဉ်ကိုရပ်တန့်ဖို့နီလန်ပေါင်းစုံကိုအသုံးပြုခဲ့တယ်။ဣသရေလလူမျိုးတွေကိုချောင်းလန့်ဖို့ဘလူကြီးတွေကိုအသုံးပြုခဲ့တယ်။သူတို့ကိုလိုက်လံတပ်ဖြတ်ဖို့ဘီရင်တွေကိုတွေးဆောင်ခဲ့ပြီးသူတို့ရဲ့အပြစ်တွေနဲ့ပဲပျက်စီးအောင်ဖန်တီးခဲ့တယ်။ရွေးချယ်ခံဘီရင်ခစ်တဲ့ဒါဝိပေါ်လာတဲ့အချိန်မှာစာတန်ကသူ့ကိုလူတက်မှုကျူးလွန်ဖို့မြူးဆွဲခဲ့တယ်။ဒါပေမဲ့ဒါဝိကနောင်တရခဲ့ပြီးဖျားသခင်ရဲ့ဂတိကတော့အတီးမဲခဲ့တယ်။အဲ့နောက်မှာပရောဖက်တွေကပူပြီးရှင်းလင်းတဲ့အရာတွေကိုထုဖော်ပြောဆိုလာခဲ့ကြတယ်။ဘက်တလင်မြို့အပြိုစင်နဲ့ကဲတင်ရှင်တဘာကြွလာမယ်အကြောင်းပေါ့။စာတန်ကသူတို့ကိုတေချင်းတရားနဲ့နှုတ်ပိတ်ခဲ့ပြီးမြဲသူတို့ရဲ့စကားတွေကရေးသားတည်သားဖြစ်နေခဲ့ပြီ။အိမ်နောက်ညတနာမှာကောင်းကင်တမန်တွေကောင်းကင်အနံပြည့်နေခဲ့တယ်။ခလေးမွေးဖွားလာပြီ။စာတန်ကသူ့ကိုအလင်းသလိုသွားကြည့်တော့နွားစာခွက်ထဲမှာခလီတယောက်ပဲရှိနေတာကိုတွေ့ရရတယ်။ဒါပေမဲ့သူကလူပုံစံနဲ့ဘုရားသခင်ရဲ့သားတော်ခေါင်းကိုခြေမုံမဲ့ကလေးထားရခလီပေါ့။ယေရှုကြီးဖြစ်လာတဲ့အချိန်မှာစာတန်ကသူ့ကိုတောကန်နိုင်ရတဲ့မှာသွေးဆောင်ခဲ့တယ်။အစာအတော့ဘာနာဘုံအနုဘော်ဒီပေါ့။အားလုံးကလက်ဝါးကတိုင်မရှိပဲရနိုင်တာမျိုးတွေယေရှုကအားလုံးကိုညှင်းပယ်ခဲ့တယ်။ဒါကြောင့်စာတန်ကသူ့ရဲ့သေဆုံးမှုကိုစီစဉ်ခဲ့တယ်။လက်ဝါးကတိုင်မှာမောင်မိုက်သွားပြီးငရဲကတော့အောင်ပွဲခံခဲ့တယ်။၃ရက်ပတ်လုံးစာတန်ကသူ့နိုင်ပြီးလို့ထင်ခဲ့တာ။ဒါပေမဲ့တက္ကရာနီမှာတင်းချိုင်းကူကအလေးနဲ့ပောက်ကွဲထွက်လာခဲ့တယ်။ယေရှုကအသက်ရှင်လျက်ထွက်လာခဲ့ပြီးသေခြင်းနဲ့ငရဲရဲ့တောတွေကိုကိုင်ဆောင်ထားခဲ့တယ်။စာတန်ရဲ့အကြီးမားဆုံးသောအောင်ပွဲကသူ့ရဲ့အကြီးမားဆုံးသောရှုံးနိမ့်မှုဖြစ်သွားခဲ့တယ်။အဲဒီနေ့ကစားပြီးစာတန်ဟာအချင်းကုန်သူဖြစ်သွားခဲ့ပြီ။သူဇလန်ဘလို့အဆုံးသတ်မလဲဆိုတာကျမ်းစာမှာရေးသားပြီးသားဖြစ်ကြောင်းသူသိပြီးချောက်ရုံမှုကသူ့ကိုမောင်းမြင်နေခဲ့တယ်။ဒါကြောင့်သူ့ရဲ့ရှုံးနိမ့်မှုကတိတ်ချနေပြီဖြစ်လို့သူ့ရဲ့နောက်ဆုံးရည်မှန်းချက်ကတော့မပြီးဆုံးခင်မှာဝိညာဉ်ပေါင်းများစွာကိုသူ့နောက်ဆွဲခေါ်သွားဖို့ပဲဖြစ်ပါတယ်။အခုလက်ရှိအချိန်မှာစာတန်ဟာလိမ္မာပါနတ်စွာတိမ်မွေ့စွာနဲ့နီးပြူဟာကြကြလှုပ်ဆောင်နေပါတယ်။သူဟာကာတွန်းတွေကဘလူးတကောင်မဟုတ်ပဲသူ့ကိုပျက်စီးစေခဲ့တဲ့အဖြစ်တစ်ခုတည်းဖြစ်တဲ့မာနကိုအသုံးပြုပြီးလှည့်ဖျားနေသူတယောက်ပါ။လူတွေကသူ့ရဲ့တည်င်းစကားကရိုးရှင်းပြီးဆွဲဆောင်မှုရှိတယ်။မင်းတို့ဖျားသခင်ကိုမလိုအပ်ဘူး။ကိုယ့်ဘာသာအဆင်ပြေတယ်။မင်းတို့ကဒီထက်ပိုပြီးရထိုက်တယ်တဲ့။အဲ့ဒီလိုတီးတောပြောစကားမျိုးကချိုမြင်တဲ့ပလားရီလိုတဲ့လူတွေကိုချောမော့တတ်တာကြောင့်
အလွယ်တကူပြည့်နှက်ပါတယ်ဒါပေမဲ့ကျမ်းစာကတော့စာတိုင်နဲ့ဇတ်လံဘလို့အဆုံးတတ်မလဲဆိုတာကိုပြထားပါတယ်လူတွေကရုပ်ရှင်တွေကလူကြီးမားတဲ့တိုက်ပွဲကြီးတစ်ခုကိုမျှော်လင့်နိုင်ပေမဲ့ကျမ်းစာတွေကတော့ယေရှုရဲ့ပြန်လာခြင်းဟာပြက်ပြက်သားသားနဲ့ချက်ချင်းပဲဖြစ်လိမ့်မယ်လို့ပုံဖော်ထားပါတယ်ယေရှုဘယံအနေနဲ့ပြန်ကြွလာတဲ့အခါကောင်းကင်ဟာနှစ်ချမ်းကွဲသွားပြီးကောင်းကင်တမန်တွေပြေးလည်လာမယ်လူတိုင်းသူ့ကိုတွေးမြင်ကြရမယ်စာရန်ကကြာဆုံးသွားတဲ့ကောင်းကင်တမန်တွေနတ်ဆိုးတွေနဲ့လူသားနှုတ်လိုက်တွေအားလုံးကိုစုစည်းပြီးကဘာပေါ်ကအဆိုးဆုံးအိမ်မက်ဆိုးတစ်ခုလိုကြီးမားတဲ့တက်ကြီးဖွဲ့စည်းလိမ့်မယ်ဒါပေမဲ့အဲ့ဒါကအရေးမကြီးဘူးယေရှုကစကားတစ်ခွန်းပဲပြောလိုက်တာနဲ့ပုံငန်မှုတစ်ခုလုံးပြိုလဲသွားလိမ့်မယ်စာရန်ဟာသူ့မျက်နှာနဲ့လဲကျသွားမယ်နှဆိုးတွေကတော့တောက်ပတဲ့အလင်းကြောင်တွေကပိုးကောင်တွေလိုပြန့်ကျဲသွားမယ်မကောင်းဆိုးရိုးတက်ကြီးဟာလည်းပျောက်ကွယ်သွားလိမ့်မယ်အဲ့ဒီနောက်မှာတရားစီရင်ခြင်းဖြစ်လာမယ်ကောင်းကင်တမန်တစ်ပါးကစာတန်ကိုဖမ်းချုပ်ပြီးအပိရှိသူတွေကိုထာဝရအကျဉ်းချထားတဲ့မိအိုင်စီကိုဆွဲခေါ်သွားလိမ့်မယ်ဇလမ်ကနောက်ဆုံးလိန်ညာချင်းတစ်ခုနဲ့အဆုံးသတ်သွားတယ်အော်ဟစ်တန်ကြီးတိတ်ဆိတ်သွားပြီးတရားမျှတမှုကသူ့အလုပ်ကိုပြီးမြောက်ခဲ့ပါပြီစစ်ပွဲလည်းပြီးသွားပြီလွတ်မြောက်ဖို့လမ်းမရှိတော့ဘူးနောက်ကချိန်အခွင့်အလမ်းလည်းမရှိတော့ဘူးပြီးတဲ့နောက်မှာတော့ကဘာကိုပြန်လဲဖန်ဆင်းလိုက်တယ်ပြီးပြေဆုံးပြီးလှပနေမယ်မျက်ရည်တွေနဲ့တေတရားတွေမရှိတော့ဘူးဘာလို့လဲဆိုတော့စာတန်ကဘသူ့ကိုမှထပ်ပြီးထိခိုက်အောင်မလုပ်နိုင်တော့လို့ပါမာနနဲ့စားတဲ့ဇက်လန်းဟာမာနရဲ့ရှုံးနိမ့်မှုနဲ့အဆုံးသတ်သွားခဲ့လေမာနကပျက်စီးခြင်းကိုစတင်ပြီးမာနကနောက်ဆုံးတရားစီရင်ခြင်းကိုရင်ဆိုင်ရတော့မယ်အဲ့ဒီပြီးတော့မှဘူရင်ဝဲနေတဲ့တစိတ်ပိုက်ကနောက်တစ်ချိန်ထပ်ဖြစ်လာတဲ့အကိုင်အလက်နဲ့စာရန်ကိုချုပ်ပြီးအဲ့ဒီနောက်မှာတော့တရားစီရင်ခြင်းဖြစ်လာမယ်ကောင်းကင်တမန်တစ်ပါးကစာရန်ကိုဖမ်းချုပ်ပြီးအပိချိသူတွေကိုထာဝရအကျဉ်းချထားတဲ့မီးအိုင်စီကိုဆွဲခေါ်သွားလိမ့်မယ်ဇလန်ကနောက်ဆုံးလိန်ညာချင်းတစ်ခုနဲ့အဆုံးသတ်သွားတယ်အော်ဟစ်တန်တွေတိတ်ဆိတ်သွားပြီးတရားမျှတမှုကသူ့အလုပ်ကိုပြီးမြောက်ခဲ့ပြီးစစ်ပွဲလည်းပြီးသွားပြီးလွတ်မြောက်ဖို့လမ်းမရှိတော့ဘူးနောက်တစ်ချိန်အခွင့်အလမ်းလည်းမရှိတော့ဘူးပြီးတဲ့နောက်မှာတော့ကဘာကိုပြန်လဲဖန်ဆင်းလိုက်တယ်ပြီးပြေဆုံးပြီးလှပနေမယ်မျက်ရည်တွေနဲ့တေတရားတွေမရှိတော့ဘူးဘာလို့လဲဆိုတော့စာတန်ကဘသူ့ကိုမှထပ်ပြီးထိခိုက်အောင်မလုပ်နိုင်တော့လို့ပါ မာနနဲ့စခဲ့တဲ့ဇာလိုင်းဟာမာနရဲ့ရှုံးနိမ့်မှုနဲ့အဆုံးသတ်သွားခဲ့တယ်